Sissy, you look so rich. You look so rich. How much you got? Let me see. $22. Oh my God, that's a lot. Oh, it's just a Really? lot of dollar bills. I think အရန်ချမ်းသာနေပြီအဲ့ဒါဘယ်လောက်လဲ $22. $22 Okay အခုအဲ့ဒါသမီးလေးကဘာတွေဝယ်မှာအင်ဂျီဝယ်မယ်ပြီးရင်ဘာဝယ်မှာနွားနို့ This. အေးပါပြီးရင်နွားနို့ပြလိုက်ပါနွားနို့ဝယ်မယ်စက်တန်လေးနဲ့အမေရိကန်ဒေါ်လာစက်တန်လေးနဲ့ဝယ်မယ်ပစ္စည်းလေးတွေမုံရင်းဝယ်မယ်ဟို Facebook ကတကယ်ချင်းပြထားတဲ့ဟာလေးအဲ့ဒါလေးဝယ်မယ်ကျုပ်ဦးလေး Pancake. အေး pancake ဟိုမှာကျုပ်ဦးကလေအလုံး60ပါတယ်အမေရိကန်ဒေါ်လာ30ပဲပေးရတယ်60ပါတယ်အလုံး60ကိုအမေရိကန်ဒေါ်လာ30ဒေါ်လာ30ကိုမြန်မာငွေ4000တွက်ကြည့်ဘယ်လောက်ရှိလဲနော်အခုကျမတို့တစ်ချက်တန်အရွက်20နဲ့ဈေးလာဝယ်တာ